ပါမယ်ဟင်းထဲမှာနော်ကြက်ကြော်နဲ့စားမယ်ငါးကြော်နဲ့စားမယ်အာလူကြော်နဲ့စားမယ်နော်ဟင်းသီးဘက်ကမပါတော့ဘူးနော်ဟင်းရွက်တွေတောက်တယ်ဆိုတဲ့အလေးကျင့်ရတယ်မရှိတော့ဘူးမရှိတဲ့အခါမှာသူကခုနကပြောတဲ့အစားအစာတွေဒီဝင်းချုပ်စေပါတယ်ဒါကြောင့်မလို့ fiber မပါတဲ့အစားအစာတွေကဝင်းချုပ်စေတယ်နောက်ပြီးတော့ဒီနေ့ခေတ်ကလေးတွေကတတိစားတာနည်းလာတယ်နော်သူက ready made food တွေဘက်ကိုရောက်လာတယ်နော် ready made food တွေဘက်ရောက်တဲ့အခါမှာ process food တွေအားလုံးကခန္ဓာကိုယ်မှာ ready လုပ်ထားပြီးသားဖြစ်တဲ့အတွက်အစာရည်နဲ့ဥလန်းချောင်းကသူကဘာမှဆက်လို့ဆရာမလို့တော့တခါတည်းသူကခြေပြီးတဲ့အတွက်ဥနေကနေတခါတည်းဆုပ်သွားတယ်အဲ့တော့ဆိုတဲ့တိပိကတော့တတိဆိုတာအမြင်ပါတဲ့တတိတွေစားတာနည်းလာတယ်အမြင်ပါတဲ့တတိတွေမှာတရသီးလိုဟာမျိုးနန်းနန်းသီးလိုဟာမျိုးဒီဝင်းမှန်မှုအထောက်အကူဖြစ်တယ်ခုန process food တွေစားတဲ့ကလေးတွေကဝင်းချုပ်ခြင်းကိုဖြစ်စေတာပေါ့နော်နောက်တစ်ခုကကလေးတွေကခုနရေတောက်အောင်နော်ရေတောက်တာကလည်းတာဝန်တရားအနေနဲ့တောက်အောင်နော်ရေဆိုတာတာမဖြင့်တစ်နေ့ကိုဟလာ2လီတာ3လီတာတောက်ပေးတင်ပါတယ်အချို့ကဒီလိုပဲတခြားတွေစားမှာပေါ့အစားတောက်တွေစားမယ်ရေတောက်တာနည်းလာတယ်ပေါ့နော်ရေတောက်နည်းလာတဲ့လူတွေကလည်းလူငယ်ပေးမဲ့လည်းတော့ဝင်းရရေထဲမှာရေမပါတဲ့ကြောင့်မလို့ဝင်းရပို့ပြီးမာလာမယ်မာလာတဲ့အခါမှာဝင်းချုပ်တာဖြစ်တတ်တယ်ဒါကprimary ပေါ့အဓိကနော်နောက်တစ်ခုကအဓိက secondary cause တွေကတော့ကလေးတွေမှာတော့ဖြစ်တာနည်းပါတယ်လူငယ်ပိုင်းမှာဖြစ်တာနည်းတယ်ပေါ့နော် secondary ဥပမာအဖြစ်ဆိုရင် hypothyroid ပေါ့နော် thyroid hormone ကောင်းကောင်းမထွက်နေတဲ့ယောဂမျိုးလိုဟာမျိုးဆိုရင် thyroid hormone ကဝင်းမှန်အောင်လုပ်ပေးတယ် thyroid hormone ချုပ်တဲ့လို့ရှိရင်ဝင်းမမှန်တာတွေဖြစ်တတ်တယ်ဒါခုနညီလေးပြောတဲ့အထက်မှာဆိုရင်ဒါအိယာပေါ်မှာနေတဲ့လူတွေနော်အိယာပေါ်မှာအကြောင်းအထူးသဖြင့်အိယာပေါ်နေဆိုတော့ခွဲစိတ်ကုသလို့ခံယူတဲ့လူတွေခါယိုးကျိုးနေတဲ့လူတွေအယိုးကျိုးတဲ့လူတွေစသည်အဖြစ်ပေါ့နော်အဲ့ဒါမျိုး surgical cause တွေကတော့ဒါဝင်းချုပ်ဖို့အတွက်အလားအလာများပါတယ်နောက်အရေးကြီးတာတစ်ခုကတော့ကိုဝင်ဆောင်နေပေါ့နော်ကိုဝင်ဆောင်မှာဝင်းချုပ်တယ်ဆိုရင်ဒါမကြာခဏဆေးကန်းလာတဲ့ခါမှာဆရာကြီးဝင်းချုပ်လို့လုပ်ပြပါအောင်ဆိုပြောတယ်အဲ့တော့အဓိကကိုဝင်ဆောင်ဝင်းချုပ်တဲ့ခါမှာအချက်များစွာရှိတယ်အဓိကအရေးကြီးဆုံးအချက်ကတော့ဗါလဲဆိုလှုပ်ရှားမှုနေသွားတယ်ကိုဝင်ဆောင်ဖြစ်တော့သူကနည်းနည်းငြိမ်သွားတယ်ပေါ့ငြိမ်သွားတော့ခါတိုင်းပုံမှန်သွားလာလှုပ်ရှားနေရငြိမ်သွားလို့ရှိရင်သူကဝင်းရလဲဥကလည်းငြိမ်သွားတဲ့ကြောင့်မလို့ဝင်းချုပ်တယ်ဆိုတာဖြစ်တယ်ဒါကြောင့်ကိုဝင်ဆောင်ကလည်းလမ်းလေးပါလေးရှောက်ပြီးဖို့လိုပါတယ်နောက်ထပ်အရေးကြီးတာတစ်ချက်ကတန်တက်ပါတဲ့အားစီးတွေပေါ့နော်တန်တက်ပါတဲ့အားစီးမှာအထူးသဖြင့် inorganic source တွေဖြစ်တယ်မှာ ferrous sulfate တို့ဟာမျိုးတွေ ferrous fumarate တို့ဟာမျိုးတွေပေါ့နော်ဒီလိုဆင်းမျိုးတွေကဥလန်းချောင်းမှာသူကဝင်းချုပ်စေပါတယ်နော်ဝင်းကိုလည်းမာစေပါတယ်ဒါကြောင့်မလို့တန်တက်ပါတဲ့ဆေးတွေကိုကိုဝင်ဆောင်မှာတာမန်ဖြင့်လူတိုင်းလေးပါတော့တောက်ရလိမ့်ရှိတယ်အဲ့တော့ကိုဝင်ဆောင်မှာမတောက်ရလူတွေရှိတယ်အဲ့လူတွေကဘယ်လိုလူလဲဆိုရှင်ဆေးရောင်ရှိတဲ့အရွက်တွေပေါ့နော်ကစွန်းရွက်တို့ချင်မောင်ရွက်တို့ဟင်းနုနယ်တို့အဲ့လိုမျိုးအရွက်တွေကိုများများစားရတဲ့လူတွေကနော်တန်တက်လည်းပါတဲ့အတွက်ကြောင့်မလို့သူရလည်းကောင်းတဲ့အပြင်ကိုဒီအရွက်တွေက fiber ဖြစ်တဲ့ကြောင့်ဝင်းရလည်းပန်တယ်ဒါကြောင့်မလို့ဆရာလည်းအမြဲပြောတယ်တန်တက်ပါတဲ့အားစိတွေမတောက်ရလေအောင်နော်ကိုဝင်ဆောင်စားပြီးပြီဆိုတဲ့ကအဆေးအောင်ရှိတဲ့အရွက်တွေစားပါလို့ဆရာတို့အများလို့ဒီဟာတွေမစားရင်တော့ချွတ်တယ်မယ်ချွတ်တယ်လို့ရှိရင်တော့ဆေးတောက်ရမယ်ဆေးတောက်ရင်ဝင်းချွတ်တဲ့ပြဿနာဖြစ်လာမယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ဘာကောင်းလာလဲဆိုရင်အခု inorganic တန်တက်တွေကဝင်းချွတ်တယ်ဆိုတာသိလာတဲ့ခါနောက်ပိုင်းမှာ organic တန်တက်တွေဆရာတို့နော်ထုတ်လို့ရောင်းချလာကြတယ်ဒါကြောင့်မလို့ organic တန်တက်ပါတဲ့ဆေးဝါးတွေကိုပြောင်းပြီးတော့မှီဝဲမယ်ဆိုချင်တယ်အဆင်ပြေပါတယ်ဒါကတော့အခုလူငယ်တွေမှာပေါ့နော်လက်တော်တွေ့နေရတဲ့ဝင်းချုပ်ခြင်းပြဿနာလေးတွေဖြစ်ပါတယ်